AR မကိုပုတ်ကတ်ကအတန်းရှင်းရှာခဲ့ပြီးကမှလူအများဝေဖန်မှုကြောင့်ပန်းနုသွေးလာခဲ့တဲ့ NTG LGBT ချင်းတူတာတောင်မှအချင်းချင်းပုတ်ခတ်ချင်တဲ့စိတ်ထားလေးကြောင့်လူအများရဲ့ဝေဖန်မှုကိုခံနေရတဲ့သူကတော့ NTG ပါ NTG ဟာ online ဆက်လီတယောက်ဖြစ်ပြီးကွယ်လွန်သွားတဲ့ AR မတို့လို LGBT တူလည်းဖြစ်ပါတယ် NTG က AR မနဲ့ခံယူချက်ချင်းတူပေမဲ့စိတ်ထားကတော့ကွဲပြားလှပါတယ်ရှင် AR မကဆုံးပါသွားတာတောင်စိတ်ထားကောင်းပြီးဖော်ဖော်ရွေ့ရွေ့နေတတ်သူအဖြစ်နာမည်ကောင်းကြရင်တဲ့သူပါ NTG ကတော့အသက်ရှင်နေသေးပေမဲ့သူတစ်ပါးကိုပုတ်ခတ်ချင်တဲ့စိတ်လေးကြောင့်မကောင်းတဲ့နဲ့ကြော်စောလာခဲ့ပါတယ် NTG ကသူ့ရဲ့ချစ်သူကောင်းလေးနဲ့စတင်တွဲကြတဲ့ကချစ်သူကောင်းလေးအကြောင်းကြောင်းလုံးထုတ်မပြီးနိုင်အောင်ဖြစ်နေတာရှင်ချစ်သူကောင်းလေးကဘလောက်ချစ်ကြောင်းနဲ့ချစ်သူလေးရဲ့အတိုင်းဝိုင်းကလည်းသူ့ကိုဘလို့ရီတန်ဖိုးထားကြောင်းမကြမ online ပေါ်မှာကြွယ်လေးရှိပါတယ်ဒီလိုကြွယ်ရင်ကနေ NTG ကတည်ဆုံးသွားပြီဖြစ်တဲ့ AR မကိုပုတ်ခတ်လာတာရှင်လင်ရတာချင်းအတူတူတောင်သူ့ရဲ့ချစ်သူကခိုးဆိုးလူနိုင်မဟုတ်ပဲဘဝကိုလုံခြုံမှုအပြည့်အဝပေးနိုင်တဲ့လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုပြီး AR မကိုပုတ်ခတ်လာခဲ့ပါတယ်သူ့ရဲ့ချစ်သူကောင်းလေးရဲ့စိတ်ဓာတ်ကလေးစားအားကျစရာကောင်းပြီးအကိုထိုက်တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ AR မကတော့တွေ့ကြရလူကိုအန်တွဲတာကြောင့်လူဆိုးလူကောင်းမှမသိမခွဲခြားနိုင်တဲ့အထိမှွန်သွားတယ်လို့လည်း NTG ကဆိုလာပါတယ် AR မကကိုယ့်ရဲ့ချစ်သူဖြစ်မဲ့လူကိုတေချာမလေးလာတာကြောင့်အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာဖြစ်တဲ့ကြောင့်လည်း NTG ကပြောလာခဲ့တာပါဒီလိုကွယ်လွန်သွားတဲ့သူကိုထိပန်းလာတာကြောင့်အလုံးက NTG ကိုဝေဖန်လာကြတဲ့ရှင်စိတ်ထားမကောင်းလို့မသေးခင်ကလေးကပုတ်နေပြီးဆိုပြီးတောင်ဝိုင်းပလိမ့်နေကြတာဖြစ်ပါတယ် AR မရဲ့ပြိတ္တမဟုတ်သူတွေကတော့ NTG လိုတိတ်ဆုံးသွားသူအပေါ်တော့အသင့်မရှိတာကြောင့်ယွန်းနေဆိုပြီးတုတ်ပြန်လာကြပါတယ်ဒီလိုတွေဖြစ်ကမှ NTG လည်း post ကိုပြန်ဖြတ်ပြီး AR မကိုကိုချင်းစားသလို post တွေပြန်တင်ကပန်းနုသွေးလာတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောကွယ်လွန်သွားတဲ့သူကိုပါမချမ်းပုတ်ခတ်စော်ကားပြီးမှပန်းနုသွေးခဲ့တဲ့ NTG အပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်